250cc ဆိုင်ကယ်တစ်စီးကနေပြီးတော့ Formula 1 ကားတစ်စီးလိုမျိုးအတန်မျိုးထွက်နိုင်မယ်လို့သင်ထင်မှုပါသလားနားထဲမှာ switch ချန်စီမဲ့ screaming sound နဲ့အတူ 250cc တန်းမှာလေးလုံးတို့ engine 3နဲ့တစ်မျိုးတည်းသော monster ဒါကတော့အကောင်သေးသေးအစိပ်ပြင်းပြင်းနဲ့ Kawasaki Ninja Z825R CD ပဲဖြစ်ပါတယ် series လို့300ကျင်းကမျိုးစိတ်ကွဲ3မျိုးရှိလို့ပါ Z825R standard Z825R SE Z825RR လို့ပဲဖြစ်ပါတယ်မျိုးစိတ်ကွဲ3မျိုးဖြစ်ပေမဲ့ engine power နဲ့စွမ်းဆောင်ရည်ကတော့အကုန်တူတူပါပဲဆိုင်ကယ်တွေရဲ့ test နည်းပညာပိုင်းဆိုင်ရာတွေတော့ကွာခြားပါမယ် 250cc ဆိုပြီးတော့အထင်မသေးလိုက်ပါနဲ့19000 rpm အထိဆွဲနိုင်တဲ့ engine စွမ်းဆောင်ရည်နဲ့အတူနည်းပညာမြင့်ဖြူရှားပြီးစုပြုံထည့်ထားတဲ့ဒီကောင်ကတာမန် entry class ဆိုင်ကယ်မဟုတ်ပါဘူးဒီကနေ့မှာတော့ပထမပိုင်းအနေနဲ့ engine ရဲ့စွမ်းဆောင်ရည်ပိုင်းကိုပဲအဓိကပြောပြပေးသွားပါမယ်နောက်နေ့မှာဒုတိယပိုင်းအဖြစ်သူ့ရဲ့နည်းပညာပိုင်းတွေတက်တက်ဗီဒီယိုတစ်ပုဒ်လာပါမယ်ဗီဒီယိုတင်ရင်သိရအောင်အကောက်ကို follow လေးနှိပ်ခဲ့ကြပါဦးဘာကြောင့်ဒီကောင်ကဒီလောက်တောင်အတန်လန်းနေရတာလဲပထမဆုံးချက်ကတော့ inline 4 engine ကြောင့်ပါတာမန် 250cc တွေမှာတစ်လုံးတိုးနှလုံးတိုးသုံးပေမဲ့ Kawasaki ကတော့ဒီကောင်ထဲမှာလေးလုံးတိုး engine ကိုတုံထားပေးတာဖြစ်ပါတယ်အဲ့ဒီရလကတော့19000 rpm ကျော်အထိကို engine ကလက်ပတ်နိုင်တာပါစလင်ဒါတစ်လုံးစီမှာအဆုရှင်၄ခုပါပြီးတော့အဆုရှင်စုစုပေါင်း16ခုပါတာဖြစ်တဲ့အတွက်လေးစီဝင်ရောက်မှုကိုအမြန်ဆုံးလှုပ်ဆောင်ပေးပါတယ် liquid cooled 4 straight engine ဖြစ်ပြီးတော့ DOHC camshaft နဲ့လာပါမယ် DOHC အကြောင်းကိုသိစိတ်သိကျင်နေဆိုရင်တော့ကျွန်တော်အကောက်ထဲမှာဗီဒီယိုလေးလုပ်ပေးထားပါတယ်ဝင်ရောက်လေ့လာနိုင်ပါတယ် engine power ကတော့ပုံမှန်ခြေနေမှာဆိုလို့ရှိရင်15500 rpm မှာ horsepower 46ကောင်ဝန်းကျင်ထွက်ပါမယ် engine ရုံးအားကတော့22.9 Newton meter ရှိပါမယ် run air system အလုံးလုံးတဲ့ချိန်မှာဆိုရင် engine power က50ကောင်အထိကိုထိုးတက်နိုင်ပါတယ် top speed ကတော့200 km/h ဝန်းကျင်ဆွဲနိုင်ပါတယ် run air system ပေါ်မူတည်ပြီးတော့ top speed အနေနဲ့ကွာနိုင်ပါတယ်ဗျ run air system ဆိုတာပါလဲ run air system ဆိုတာကတဘာဝတာပိုသဘောမျိုးပါပဲတာပိုကတော့စပိုင်းဆိုင်ရာနည်းပညာတွေကိုအသုံးပြုပြီးတော့ engine ကို boost ပေးတာပါဒါပေမဲ့ run air system ကကြတော့အလိုလျောက်တိုးဝင်လာတဲ့လေတွေကိုဖိအားနဲ့ engine နဲ့ကိုအလိုလျောက်ဝင်စေပြီးတော့ engine ကို boost ပေးတာပါဒါကြောင့် run air system ကိုတဘာဝတာပိုလို့ပြောခြင်းဖြစ်ပါတယ် run air system ပဲချိန်မှာအလုပ်လုပ်တာလေဆိုင်ကယ်ရဲ့ရှေ့မျက်နှာမှာရှိတဲ့လေဝင်ပေါက် intake ကနေတစ်ဆင့်အပြင်ကလေထုကိုအရှိန်နဲ့ဖိသွင်းပေးတဲ့စနစ်ဖြစ်ပါတယ်ဆိုင်ကယ်ကမောင်းနေရင်အရှိန်80 km/h အထက်အရှိန်မြင့်လာလေဝင်ပေါက်ထဲကိုတိုးဝင်လာတဲ့လေဖိအားကလည်းပုံများလေဖြစ်ပါတယ်ဒီလိုတိုးဝင်လာတဲ့လေတွေကအဲပေါက်ထဲကိုရောက်လာတဲ့အခါမှာလေဖိအား air pressure မြင့်တက်သွားပါတယ်ဒါဟာတာမန်လေဆုပ်ယူမှုမျိုးမဟုတ်ဘဲနဲ့အပြင်ကလေကိုအတင်းဖိသွင်းလိုက်တဲ့ပုံစံမျိုးဖြစ်သွားတာပါလေဖိအားများလာတဲ့အတွက်အဲပေါက်ထဲမှာအောက်ဆီဂျင်တိတ်ကျတွေပုံများလာပါတယ်အင်ဂျင်ရဲ့ဆလင်ဒါထဲကိုအောက်ဆီဂျင်ပုံမှုရောက်ရှိသွားတာဖြစ်တဲ့အတွက်မီးလောင်ကျွမ်းမှု combustion ကိုပုံမိုးအားကောင်းလာစေပြီးတော့မြင်းကောင်းရေး horsepower ကိုပို့ပြီးတော့ထွက်စေပါတယ်ဗျအနှစ်ချုပ်ရမယ်ဆိုလို့ရှိရင် Z825R ရဲ့ run air ဟာအလှပြထားတာမဟုတ်ပဲ aerodynamic design ကိုအသုံးချပြီးတော့အရှိန်မြင့်လေး engine အားပိုကောင်းလေးဖြစ်အောင်လို့ဖန်တီးထားတဲ့နည်းပညာပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့မှာဒီကောင်းရဲ့နည်းပညာပိုင်းတွေကိုကျွန်တော်တက်ဗီဒီယိုတစ်ပုဒ်နဲ့လာပါမယ်မိတ်ဆွေတို့ကရောဒီကောင်းရဲ့ engine ကိုကြိုက်လားဘယ်လိုထင်မြင်ချက်တွေပြီးခြင်းလဲ comment မှာရေးသွားလို့ရပါတယ်